Hello အားလုံးပဲမင်္ဂလာပါဒါဆူအမလေးတွေဒါလေးပေါ့နော်လာပြီးတော့ဖတ်ပြရင်းနဲ့ဆူ10မျိုးဆက်နှစ်ပြန်ကျော်လေးနဲနေရပေါ့နော်ဒါနဲနေနဲ့ထုတ်နေရလေးပေါ့နော်ဒါဆူရောက်လာဒါ10မျိုးဆက်ကိုအစိတ်သားကို1000တပိတ်သားကို4000ပေါ့နော်ဒါလေးရကြတော့ဆူရှိမမထားတာ90သားတုပ်လေးပေါ့နော်ဒါ90သားတုပ်မှာထားတာတအူးဒါအစိတ်သားတုပ်လေးမှာထားတာတအူးပေါ့နော်ဒါလေးတွေဆူဒီနေ့မှာထားတဲ့ဟာလေးကိုတော့မနေ့ကမှာထားတဲ့ဟာလေးနေ့ပို့ပြလိုက်မယ်ဘိုက်ပါလေးမှာကျတော့စာလေးအဝင်များနေလို့ပြီးတော့ဆူဆိုင်မှာလည်းလှုပ်ရှားလေးများနေလို့ပေါ့နော်မအားသေးလို့ဒီနေ့မှာရဲ့လူလေးကိုမနေ့ပြန်ကြမှာတေချာလေးပို့ပေးပါမယ်လို့အဲ့ဒီလာပြောရင်းနဲ့ဆူအမလေးလာပြီးဖတ်ပြပေးရပါတော့ဒါကတော့ဆူနေရင်တဲ့နောက်ထပ်တစ်ပုတ်ရိုက်ပြီးတော့မပြတော့ဘူးပေါ့နော်ဒါတစ်ခါလေးပြပေးလိုက်မယ်ပေါ့နော်ဒါဆူကじゃ10မျိုးဆက်ကိုနှမ်းနှက်တို့နှမ်းဝါတို့အဲ့ကျက်သွန်ချောင်းဝိုင်းတို့တရိကန်တို့အစုံလုံးကိုထည့်ပြီးနေထားတော့ခါကြတော့လေပဲစီလေးကလည်းစစ်လေးထည့်ထားတော့ခါကြမှုမွေးလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်ကျွတ်ရွလေးဒါမျိုးလေးပါလို့ငါကျင်လို့ရှိရင်ဆူရဲ့ဘိုင်ပါမှာလာပြီးတော့မှာလို့ရပါတယ်လို့အဲ့ဒီလာပြောတာပါဒါလေးကတော့ဆူရှိမှာဒါအရင်တစ်ခေါက်ကမှာပြီးသားပေါ့နော်အရင်ဘက်ကမှာမှာထားတာထပ်ပြီးတော့မှာတဲ့ဟာလေးပေါ့နော်ဒါလေးကကြတော့ဦးတန်းလေးကမှာထားတာဟိုပေါ့နော်လမ်းမတော်မျိုးကိုလမ်းမတော်မျိုးနယ်ကိုပို့ပေးရမှာဒါလေးကကြတော့ဆူရှိမှာ10မျိုးဆက်နှစ်ပြန်ကျော်လေးရတာ90သားနှစ်ထုတ်ပေါ့နော်ပြီးတော့ခါကျတော့အညွန့်နဲ့လေးရနှစ်ထုတ်ရဲပြီးတော့အာလူကြောင်ဖြစ်နေတာလေးကတအူးကျော်လေးရတာ90သားထုတ်မှာထားလေးဒါလေးကတအူးနောက်တအူးကကြတော့ဒါလေးကဆူမြောက်ရီဂိတ်ချပေးရမှာမြောက်ရီရမှာကျတဲ့သူလေးလည်းမှာလို့ရရနော်ဒါလေးကကြတော့ကိုမင်းထွန်းမှာထားတာဆူရှိမှာကကြတော့10မျိုးဆက်နှစ်ပြန်အော်မေးတာရှူရှဲမထည့်ရသေးဘူးရှူရှဲစိတ်သားနှစ်ထုတ်ကျန်သေးရပေါ့နော်အဲ့ဒါလေးရ10မျိုးဆက်နှစ်ပြန်ကျော်လေးကစိတ်သားက3တုံးမှာထားတယ်ပြီးတော့ခါကျတော့အာလူကျော်ကအချိုတဘူးအဆက်တဘူးမှာထားပါတော့ဒါလေးတွေပါလို့တကယ်လို့မှာကျင်လို့ရှင်စူးပိုက်ပါမှာလာပြီးတော့မှာလို့ရပါတယ်လို့အားလေးလာပြောပေးရပါဘိုက်ပါစာဝင်လေးများနေတော့ခါကျတော့ချက်ချင်း reply မပြတ်ပေးနိုင်တာရှိလို့ရှင်လဲနားလဲပေးကြပါလို့အားလေးလာပြောပေးရပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်